1688လမ်းမမဟုတ်ထားပေါင်ကနေမှထားပြီးမယောင်းရပဲသွေးအေးနေတဲ့ပစ္စည်းတွေကိုတောင်ထဲမှာရှိနေလားပစ္စည်းမထွက်တော့ပဲအရင်တွေမြုပ်နေတာဟာလုပ်ငန်းရဲ့ flying ကိုရပ်တန့်စေပါတယ်ဒီနေ့တော့ marketing စိတ်ပညာကိုသုံးပြီးအဲ့ဒီပစ္စည်းတွေကိုစတော့ပြအောင်ဘယ်လိုရောင်းမလဲဆိုတာပြောပြပါမယ်ရှင်ပထမဆုံးသုံးရမယ့်နည်းက scarcity principle ပါလူတွေကပေါ်ပေါ်များများရှိတဲ့ပစ္စည်းထက်ရှားပါးသွားရမယ့်ပစ္စည်းကိုပိုလိုချင်ကြပါတယ်ဒုတိယနည်းက decline effect ပါမရောင်းရတဲ့ပစ္စည်းကိုတစ်ခုတည်းတင်မရမယ်တခြားတန်ဖိုးမြင့်ပစ္စည်းတစ်ခုနဲ့တွဲဖက်ရောင်းချပါဥပမာဒီပစ္စည်းကိုဝယ်ရင်မရောင်းရသေးတဲ့ပစ္စည်းကို90% discount နဲ့ရမယ်ဆိုပြီး value anchoring လုပ်လိုက်ပါဝယ်သူကသူတို့အတွက်အထူးအမြတ်အများကြီးရတယ်လို့ခံစားရတဲ့အခါမိတ်ဆွေရဲ့ D store တွေဟာချက်ချင်းငွေဖြစ်ပြောင်းလဲသွားပါလိမ့်မယ်မှတ်ထားပါပစ္စည်းဆိုတာကိုရောင်လေးမှာရှိနေရင်ရှုံးမှာဝယ်သူလက်ထဲမှာရှိနေမှသာအမြတ်ပါမိတ်ဆွေရဲ့ flying အချိန်မပြတ်စေဖို့ဒီ marketing စိတ်ပညာတွေကိုသုံးပြီးစတော့တွေကိုအမြဲဆုံးဝင်ခေါ်လိုက်ပါဒီ viewer တွေကိုသဘောကျရင်စိတ်ထားပြီးလက်တွေ့သုံးကြည့်လိုက်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်